ကုတ်တာအများစုကကျွန်တော်တို့ community တွေမှာအလုပ်လုပ်ချင်ကြပါတယ်ပြီးတဲ့အခါကျတော့ programmer ကောင်းတစ်ယောက်ဖြစ်ချင်ကြပါတယ်ဒါပေမဲ့တကယ်တမ်းမှာဖြစ်လာနိုင်တဲ့သူကနည်းပါပါတယ်အကြောင်းရင်းကဘာဖြစ်လို့လဲဆိုတော့ coding ကောင်းတာနဲ့ programming ကောင်းတာကတခုတည်းမဟုတ်လို့ပါ coding ဆိုတာက sentence တစ်ကြောင်းချင်းစီရေးတာနေတူပြီးတဲ့အခါကျတော့ programming ဆိုတာကဇက်လန်တစ်ခုလုံးကိုဖွဲ့နဲ့တိစောက်ထားတာနေတူပါတယ်ဆိုတော့မိတ်ဆွေတို့က programmer တစ်ယောက်လို့စဉ်းစားတတ်ဖို့လိုပါတယ်ဆိုတော့ဒီဗီဒီယိုမှာ senior programmer တွေဘယ်လိုစဉ်းစားလဲဆိုတာကိုကျွန်တော်ပြောပြပေးဖို့မှာဖြစ်ပါတယ်ဆိုတော့စလိုက်ကြအောင်ပါပထမအဆုံးချက်ပါလဲဆိုတော့ကျွန်တော်တို့ black box method ကိုတောင်းရပါမယ် black box ဆိုတာကနာမည်ကြားလိုက်တာနဲ့အရင် complicated ဖြစ်တယ်လို့ထင်စရာမလိုပါဘူးရိုးရိုးလေးပြောရမယ်ဆိုလို့ရှိရင်ကတော့အတွင်းထဲမှာဘယ်လိုအလုပ်လုပ်လဲဆိုတာကိုခဏမစဉ်းစားဘဲနဲ့ input ထည့်လိုက်တာနဲ့ဘယ်လို output မျိုးထွက်လာမယ်ဆိုတာကိုအရင်စဉ်းစားတာပါဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ list နှစ်ခုပေးထားပြီးတဲ့အခါကျတော့အဲ့ list နှစ်ခုကို merge လုပ်ပေးတဲ့ function တစ်ခုကိုရေးခိုင်းနေဆိုပါစို့အခု beginner တယောက်ဆိုလို့ရှိရင် code editor ကိုဖွင့်ပြီးတဲ့အခါကျတော့ for loop သုံးမလား while loop သုံးမလားပြီးတော့ဘယ် function သုံးမလဲဆိုပြီးတဲ့အခါကျတော့ code ချက်ချင်းရေးဖို့စဉ်းစားနိုင်ပါတယ်ဒါပေမဲ့ programmer တယောက်ကတော့ code မရေးခင်မှာဒီ function ကဘာကိုပေးမလဲပြီးတဲ့အခါကျတော့ဘာပြန်ရမလဲပြီးတော့ဘယ်လို input တွေကို handle လုပ်ရမလဲဆိုတာကိုအရင်စဉ်းစားပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ list A မှာ135ပါပြီးတဲ့အခါကျတော့ list B မှာ246ပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ output ကကျွန်တော်တို့12345ဖြစ်ရပါမယ်အဲ့ဒီအချိန်မှာဘယ် algorithm သုံးလဲဆိုတာကိုခဏထားလိုက်ပါအရင်ဆုံးကဘာလဲဆိုတော့ကျွန်တော်တို့ input ရှိမယ် function ရှိမယ်ပြီးတဲ့အခါကျတော့ output ရှိမယ်ဒီ relationship ကိုကျွန်တော်တို့အရင်ဆုံးသတ်မှတ်လိုက်တာပါပြီးလို့ရှိရင်ကတော့ကျွန်တော်တို့ hash key တွေကိုကျွန်တော်တို့စဉ်းစားရပါမယ်ဥပမာဘယ်လိုမျိုးလဲဆိုတော့ list တစ်ခုက empty ဖြစ်နေလို့ရှိရင်ဘာဖြစ်နေမလဲ empty list နေကျွန်တော်တို့1 2 3 list ဆိုလို့ရှိရင်ကျွန်တော်တို့ဘာထွက်လာမလဲပြီးလို့ရှိရင် list နှစ်ခုလုံး empty ဖြစ်နေရင်ကောဘာဖြစ်မလဲ duplicate value တွေပါလာရင်ရောဘာဖြစ်မလဲဆိုပြီးတော့အခါကျတော့ကျွန်တော်တို့စဉ်းစားရပါတယ်အဲ့လိုမျိုး implementation တွေမရေးခင်မှာကျွန်တော်တို့ behavior ကိုအရင်ဆုံးသတ်မှတ်လို့ရပါတယ်ဒါက black box method ရဲ့ကျွန်တော်တို့အားသာချက်ပါနောက်ထပ်အရေးကြီးတာကဘာလဲဆိုတော့ဒီ system design မှာလည်းဒီ mindset ကိုအသုံးပြုလို့ရပါတယ်ဥပမာကိုယ့်ရဲ့ project ထဲမှာ payment system တစ်ခုရှိပါတယ်ဆိုပါတော့အဲ့ဒီ payment system ထဲမှာ API ကိုဘယ်လိုရေးထားလဲ database ကိုဘယ်လိုချိန်ထားလဲဆိုတာကိုတခြား function တွေကသိစရာမလိုအပ်သင့်ပါဘူးသူတို့သိဖို့လိုအပ်တာက payment request ပေးလို့ရှိရင် payment receipt ပြန်ရမယ်ဆိုတာမျိုးပါဆိုတော့ဒီအတွင်းမှာ implementation ကိုပြောင်းလိုက်ရင်တော့မှကျွန်တော်တို့ဒီအပြင်က system တွေကိုမထိခိုက်ဘူးဆိုလို့ရှိရင်တော့ system ကပို့ပြီးတဲ့အခါကျတော့ maintain ပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီ black box method ဆိုတာကိုကုတ်တစ်ခုရေးတဲ့အခါမှပဲအသုံးဝင်တာမဟုတ်ပါဘူးကျွန်တော်တို့ဒီ problem တွေကိုအရင်ဆုံး abstraction လုပ်ပြီးတဲ့အခါကျတော့မလိုအပ်တဲ့ဟာတွေတဲကိုကျွန်တော်တို့မဝင်သွားအောင်ကူညီပေးတဲ့ thinking method တစ်ခုပါဆိုတော့နံပါတ်2ကပါလဲဆိုတော့ကျွန်တော်တို့တွေ collaboration မှာ programming ကိုကျွန်တော်တို့တယောက်တည်းထိုင်ပြီးတဲ့အခါကျတော့ကုတ်ရေးတဲ့အလုပ်လို့ထင်လို့ရှိရင်မိတ်ဆွေတို့မှားသွားနိုင်ပါတယ်ကျွန်တော်တို့ဒီ real world software project တွေမှာ developer တယောက်ကကုတ်အားလုံးကိုရေးတာမဟုတ်ပါဘူး developer တွေ designer တွေ project manager တွေကျွန်တော်တို့ဒီ QA တို့ DevOps တို့စတဲ့သူတွေကပါ system တစ်ခုလုံးပေါ်မှာအကုန်လုံးအတူတူအလုပ်လုပ်ကြပါတယ်ဒါကြောင့်မလို့ကိုရေးတဲ့ကုတ်ကကိုအတွက်ပဲမဟုတ်ပါဘူးဥပမာကိုက function တစ်ခုကိုရေးလိုက်တယ်ဆိုပါစို့ကျွန်တော်တို့ variable နဲ့ကိုကျွန်တော်တို့ကြိုက်တဲ့နာမည်ပေးပြီးတဲ့အခါကျတော့ထားထားမယ်ဆိုလို့ရှိရင်ကိုတယောက်တည်းနားလည်မှာဖြစ်ပါတယ်ဒါပေမဲ့3လလောက်ကြာပြီးတဲ့အခါကျတော့ကိုယ်တိုင်ဖွင့်ကြည့်ရင်တော့ဒီ data ကဘာ data ဘာလဲဆိုပြီးတဲ့အခါတော့ကျွန်တော်တို့ဖြစ်နိုင်ပါတယ်အဲ့ဒါကြောင့်မလို့တခြား developer တယောက်ကဝင်ပြီးတဲ့အခါကျတော့ပြင်ရမယ်ဆိုလို့ရှိရင်ပို့ပြီးတဲ့အခါကျတော့စိုးပါတယ်ဒါကြောင့်မိတ်ဆွေတို့နာမည်ပေးလို့ရှိရင်ကျွန်တော်တို့ meaningful variable name လို့ပြီးတဲ့အခါကျတော့ function name ကို clear ဖြစ်အောင်ပေးတာတို့ပြီးတဲ့အခါတော့ကိုယ့်ရဲ့ conversation တွေကိုကျွန်တော်တို့ clear ဖြစ်အောင်လုပ်တာတို့ပြီးတော့ကျွန်တော်တို့ရဲ့ဒီ documentation တွေကိုအသုံးပြုဖို့လိုအပ်ပါတယ်ဒါပေမဲ့ comment တွေကိုလည်းကျွန်တော်တို့ line တိုင်းမှာရေးဖို့မလိုပါဘူးကုတ်ကသူ့ဘာသာသူဘာလုပ်နေလဲဆိုတာကိုရှင်းအောင်ရေးပြီးတဲ့အခါကျတော့ဘာကြောင့်ဒီလိုလုပ်ထားလဲဆိုတော့ documentation လေးရှင်းပြတာကပို့ပြီးတဲ့အခါကျတော့ကောင်းပါတယ်နောက်ထပ် scenario တစ်ခုကိုကြည့်လိုက်ကြအောင်ပါကိုရေးထားတဲ့ feature တစ်ခုကိုနောက်လာမှာ requirement ပြောင်းသွားတယ်ဆိုပါစို့ဆိုတော့ requirement ပြောင်းသွားတာနေကုတ်တစ်ခုလုံးကိုပြန်ပြီးတဲ့အခါကျတော့ပြင်ရေးရတယ်ဆိုတာအဲ့ဒီကုတ်ကအလုံးလုံးနေပေမဲ့ maintainability မကောင်းပါဘူးဒါပေမဲ့ကုတ်ကို responsibility တွေခွဲထားတဲ့ function တွေက clear ဖြစ်တယ် component တွေကကျွန်တော်တို့အရင် compact ဖြစ်တဲ့ component တွေဆိုလို့ရှိရင်ကျွန်တော်တို့ requirement တွေပြောင်းလာတဲ့အခါမှာပို့ပြီးတဲ့အခါကျတော့ပြင်ရတာလွယ်ပါတယ်ဒါကြောင့်မလို့ programmer ကောင်းတယောက်ကဘာလဲဆိုလို့ရှိရင်ဒီကုတ်ကအခုအလုပ်လုပ်လာဆိုတဲ့တခုတည်းကိုမစင်စားပါဘူးနောက်လူတယောက်ကဒီကုတ်ကိုဖတ်ရင်နားလည်မလားပြီးတဲ့အခါကျတော့ requirement ပြောင်းရင်ပြင်ရလွယ်မလားဒီကုတ်ကိုနောက်ထပ်နေရာတွေမှာ reuse လုပ်နိုင်တာကိုပါစဉ်းစားပါတယ်
ဒါက coding skill ထက်ပိုကောင်းတဲ့ကျွန်တော်တို့ engineering mindset ပဲဖြစ်ပါတယ် Okay နံပါတ်3ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ wheel ကိုထပ်မတီးပဲနေကျွန်တော်တို့ရှိပြီးသား tools တွေကိုအသုံးချပါ wheel ကိုထပ်မတီးနေဆိုတာဘာလဲဆိုတဲ့အခါကျတော့ဒီရှိပြီးသားဟာကိုအစ်စ်ကနေပြန်ပြီးတဲ့အခါကျတော့မတီဆောက်နေဆိုတာပါဆိုတော့ဒီ programming မှာ problem တစ်ခုတွေ့တိုင်းအစားကနေပြီးတဲ့အခါကျတော့ကိုပြန်ပြီးတဲ့အခါကျတော့တီဆောက်ဖို့မလိုပါဘူးဥပမာကိုယ့်ရဲ့ project ထဲမှာ authentication system လို့ရဆိုပါစို့ဆိုတော့ user လုပ်ရင်လုပ်မယ် passport reset လုပ်မယ် email verification လုပ်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ social login လုပ်ရပါမယ်ဒါတွေအားလုံးကို0ကနေပြီးတဲ့အခါကျတော့ကိုယ်တိုင်တင်ဆောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အချိန်အများကြီးကုန်ပါတယ်အဲ့ဒီအစားလက်ရှိမှာအသုံးများပြီးတဲ့အခါကျတော့ documentation ကောင်းကောင်းရှိတဲ့ဒီ authentication solution တွေကျွန်တော်တို့ library တွေ framework တွေကိုအသုံးပြုနိုင်ပါတယ်ဒါကကျွန်တော်တို့ lazy ဖြစ်တာမဟုတ်ပါဘူး engineering အနေနဲ့ရှိပြီးသား solution တွေကိုပြန်အသုံးချပြီးတဲ့အခါကျတော့အချိန်ကိုတခြားအရေးကြီးတဲ့ problem တွေအတွက်အသုံးချတာပါဥပမာကိုယ့်ရဲ့ app ရဲ့ unique feature က AI resume analysis ဖြစ်တဲ့ဆိုပါစို့ဆိုတော့ဒီ authentication system ကိုအစားအနေတိစောက်ဖို့2ပတ်3ပတ်3မဲ့အစား authentication solution တစ်ခုတည်းကိုအသုံးပြုပြီးတဲ့အခါကျတော့ကိုယ့်ရဲ့အချိန်ကိုကိုယ့်ရဲ့ product ရဲ့ unique feature အတွက်သုံးတာပို့ပြီးတဲ့အခါကျတော့အကျိုးရှိပါတယ်ဒါပေမဲ့ဒီနေရာမှာအရင်အရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ library တစ်ခုတည်းကိုသုံးနေဆိုတာကျွန်တော်တို့ဘာမှမသိဘဲနဲ့ copy paste လုပ်တယ်လို့မဆိုလို့ပါဘူးဥပမာအနေနဲ့ JWT သုံးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ JWT ကပါလဲ token ဘယ်လိုအလုပ်လုပ်လဲ exploration တွေကပါလဲပြီးတော့လို့ရှိရင်ကျွန်တော်တို့ refresh token တွေကပါလဲ security risk တွေကပါလဲဆိုတာကိုကျွန်တော်တို့နားလည်ထားဖို့တင်ပါတယ်ဒါမှသာအဲ့ဒီ tools ကိုဘာကြောင့်အသုံးပြုလဲဘယ်အချိန်မှမသုံးပြဘူးဆိုတာကိုယ်တိုင်ဆုံးဖြတ်နိုင်မှာပါဒီနေ့ခေတ်မှာ AI တွေကလည်းအတူတူပါပဲ AI ကိုသုံးတာကပြဿနာမဟုတ်ပါဘူး AI ထုတ်ပေးတဲ့ code ကိုနားမလည်ပဲနေ production တွေကိုထည့်လိုက်တာကပြဿနာပါ tools ကိုအသုံးချပါဒါပေမဲ့ tools ရဲ့ user မဖြစ်ဘဲနေ tools ကိုအသုံးချနိုင်တဲ့ programmer ဖြစ်အောင်လေ့လာပါနံပါတ်4ကဘာလဲဆိုလို့ရှိရင် language ကိုမဟုတ်ဘဲနေ process ကိုအခြေခံပြီးတဲ့အခါကျတော့စဉ်းစားပါစတုတ္ထဟာဘာလဲဆိုတော့ process ကိုအခြေခံစဉ်းစားတာပါဒီ beginner တယောက်အနေနဲ့ programming language တစ်ခုကိုတေချာလေ့လာတာကအရန်ကောင်းပါတယ်ကျွန်တော်တို့ Python သင်မယ်ဆိုလို့ရှိရင် Python ကိုတေချာလေ့လာသင့်ပါတယ် JavaScript ဆိုလို့ရှိရင်ကျွန်တော်တို့ JavaScript ကိုတေချာလေ့လာသင့်ပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ thinking ကို language တစ်ခုတည်းနဲ့မချီနှောင်ထားပါနဲ့ဘာဖြစ်လို့လဲဆိုတော့ programming language ပြောင်းသွားလို့ problem solving skill ကမပြောင်းသွားလို့ပါဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကုမ္ပဏီတစ်ခုက Python သုံးနေတယ်ဒါပေမဲ့နောက်ထပ်ကုမ္ပဏီတစ်ခုက JavaScript သုံးနေတယ်နောက်ထပ်ကုမ္ပဏီတစ်ခုက Go သုံးနေတယ် language တွေမတူပေမဲ့ကျွန်တော်တို့ဒီ data structure တွေ algorithm တွေ debugging တွေ testing တွေ system design တွေပြီးတဲ့အခါကျတော့ဒီ trade off လိုမျိုး concept တွေကအခြေခံအားဖြင့်အကုန်လုံးတူတူပါပဲဥပမာပို့ကို user 1 billion ရဲ့ data တွေက user တယောက်ကိုအမြန်ရှာပေးပါဆိုပြီးတဲ့အခါကျတော့ requirement ပေးရဆိုပါစို့ beginner တယောက်ကဘယ် language နဲ့ရေးရမလဲဆိုတာကိုအရင်ဆုံးစဉ်းစားနိုင်ပါတယ်ဒါပေမဲ့ programmer တယောက်ကကြတော့ data ကိုဘယ်လို structure နဲ့သိမ်းမလဲ array သုံးမလား hash map သုံးမလား database query ကိုဘယ်လို optimize လုပ်မလဲပြီးတဲ့အခါကျတော့ performance requirement တွေကဘယ်လောက်လဲဆိုတာကိုအရင်စဉ်းစားရပါတယ်ဆိုတော့အဲ့ဒီ process ကိုအရင်ဆုံးဖြတ်ပြီးတော့မှ Python ဖြစ်ဖြစ် JavaScript ဖြစ်ဖြစ် Go ဖြစ်ဖြစ်ကိုသိတဲ့ language နဲ့ implementation ပြန်လုပ်နိုင်ပါတယ်ဒါကြောင့်မလို့ programming ကို syntax မှတ်တဲ့ scale အနေနဲ့ပဲမမြင်ပါနဲ့ကျွန်တော်တို့ problem ရှိမယ် analysis ရှိမယ် design ရှိမယ် implement ရှိမယ် test ရှိမယ် measure ရှိမယ်ပြီးတဲ့အခါကျတော့ improve ဆိုတဲ့ process အနေနဲ့ပဲမြင်ပါဒါကိုနားလည်သွားလို့ရှိရင်တော့ language အသစ်တစ်ခုကိုသင်ရတဲ့အခါပို့ပြီးတဲ့အခါကျတော့လွယ်သွားပါလိမ့်မယ် syntax အသစ်ကိုသင်ရမယ် API အသစ်တွေကိုကျွန်တော်တို့သင်ယူရပါမယ်ဒါပေမဲ့ဘလို့စဉ်းစားမလဲဆိုတာကအစအနေပြန်ပြီးတဲ့အခါတော့သင်စရာမလိုတော့ပါဘူးနောက်ဆုံးဟာတော့ကျွန်တော်တို့ failure ကိုလက်ခံနိုင်ဖို့ပါprogramming ကိုစပြီးတဲ့အခါကျတော့လေ့လာတဲ့အခါမှာ error တစ်ခုတက်လာလို့ရှင်ငါ programming မတက်တော့ဘူးထင်တယ်ဒီ problem ကငါအတွက်အရန်ခက်တယ်ဆိုပြီးတဲ့အခါကျတော့စိတ်တက်သွားတတ်ပါတယ်ဒါပေမဲ့ programmer တယောက်အနေနဲ့ error တက်တာကထူးဆန်းတဲ့အရာမဟုတ်ပါဘူးကုတ်ရေးတဲ့အခါကျွန်တော်တို့ bug ဖြစ်မယ်ပြီးသွားလို့ရှင် testing တွေ fail မယ် API တွေ error တက်မယ် database error တွေဖြစ်မယ် production မှာ issue တွေဖြစ်မယ်တခါတလေကြားလို့ရှင်ကိုရေးထားတဲ့ code ကိုကိုယ်တိုင်ကြည့်ပြီးတဲ့အခါကျတော့ငါဒီ code ကိုဘာဖြစ်လို့ရေးတာလဲဆိုပြီးတဲ့အခါကျတော့ဖြစ်နိုင်ပါတယ်ဒါကဒီ programming ရဲ့ပုံမှန်အစိတ်အပိုင်းတစ်ခုပါအရေးကြီးတာက failure ဖြစ်တဲ့အခါမှာဘယ်လိုတုံ့ပြန်မလဲဆိုတာပါဥပမာ API request တစ်ခုကဒီ500 internet server error တက်တယ်ဆိုပါစို့ဆိုတော့ beginner တယောက်က API ပြတ်သွားပြီလို့ထင်ပြီးတဲ့အခါကျတော့ရပ်နိုင်ပါတယ်ဒါပေမဲ့ programmer တယောက်ကတော့
request က server ကိုရောက်ရလား server log မှာဘယ် error တွေပြထားလဲပြီးတဲ့ခါကျတော့ database connection တွေရရလား input data မှန်ရလားဒီ error ကဘယ်ချိန်ကစဖြစ်တာလဲဆိုပြီးတဲ့ခါကျတော့ကျွန်တော်တို့တစ်ဆင့်ချင်းစီကျွန်တော်တို့လိုက်ပြီးတဲ့ခါကျတော့စစ်ပါတယ်အဲ့လို debugging လုပ်ရင်းနေပဲ problem ကိုပို့ပြီးတဲ့ခါကျတော့နားလည်လာပါတယ်ဒါကြောင့်မို့လို့ failure ကိုငါမတက်ဘူးဆိုတဲ့သက်သေအနေနဲ့မကြည့်ပဲနေငါရဲ့ code ငါရဲ့ system မှာဘယ်ဟာကို improve လုပ်ရမလဲဆိုတဲ့ feedback အနေနဲ့ပဲကြည့်ပါ programming မှာတကယ်တိုးတက်လာတာက error မဖြစ်တော့လို့မဟုတ်ပါဘူး error ဖြစ်လာတဲ့အခါဘယ်ဟာကြောင့်ဖြစ်တာလဲဆိုတာကိုမြန်မြန်ရှာနိုင်ပြီးတဲ့အခါကျတော့နောက်ထပ်တစ်ခါမဖြစ်အောင် system ကိုပုံမကောင်းမွန်လာအောင်ပြင်တာကကြတဲ့အခါကျတော့တိုးတက်လာတာပါ okay ဆိုတော့ဒီဗီဒီယိုမှာပြောပြပေးသွားတာကကျွန်တော်တို့ဒီ senior programmer တွေကဘယ်လိုတွေးလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားတာဖြစ်ပါတယ်ဒီဗီဒီယိုကိုကြိုက်တယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ like လုပ်ပေးထားပါ First Programming ကို subscribe လုပ်ပေးထားပါနောက်ဗီဒီယိုမှာပြန်လည်ပြီးတဲ့အခါကျတော့တွေ့ဆုံပါမယ်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ် bye bye ပါ